ဟုတ်ကဲ့ပါကျွန်တော်မနေ့က9ရက်8လ2026နေ့တောက်ကြလေးပေါ့နော်အခုသင်္ဒရာအိုင်သဗျူလေးမျက်နှာမှာရေးပြီးခန်းစားနေရတဲ့ရေးပေးတဲ့ပြည်သူတွေအတွက်ကျွန်တော်လူပညာရှင်များနဲ့ဖျော်ဖြေရေးနဲ့အလူခံကောက်ခံပွဲတွေလုပ်ခဲ့ပါတယ်ဒီအတွက်ကျေးဇူးတင်ကြောင်းလေးပြောချင်တာပါနော်ကျွန်တော်လာရောက်ပြီးတော့အားပေးဝေးရန်ကြားတဲ့ကုသိုလ်ဝင်ပြုပေးကြတဲ့ကျွန်တော်ဂီတရုပ်ရှင်မှာညီကောင်မောင်များဖြစ်ကြတဲ့သေယုတ်ဆောင်ညီညီမင်းထက်ရိုတာသေယုတ်ဆောင်မိုးဆက်ဒေသရှင်ကိုပြည်မိုးကျွန်တော်တို့စီတူတချင်းတွေလက်ဆိုပရက်ဆာလာတွေလည်းလုပ်ပြီးတဲ့စီတူဒီမှာလေးသေယုတ်ဆောင်ခိုင်းတဲ့စင်ကိုဒေသရှင်ချက်စီဟိစနိုးအမရာသုံးဒီဆိုအောင်ကောင်းတဲ့ဒီနေလေးအေကာသေယုတ်ဆောင်ခတ်တာအမ်ဆိုင်လာတဲ့ခွန်ဆိုင်စီတူလေးထက်ဒီဘေကျော်လေးလက်လေးကြီးထင်ဝဲကျော်ဝိုင်းထုံးအောင်လေးကျွန်တော်တို့ The Exit Music Band မှာပြင်ပန်းခံပြီးတေကိုတီးခတ်ပြီးတဲ့ကိုနိုင်မိခင်နေမကောင်းတဲ့ကြားလေတပိုင်းလာတီးပြီးတဲ့ drama ကိုဖြိုးသူ့မေဆိုမနေ့ကအသေးသက်ပြီးလို့ပြန်သွားချိန်မှာသူဆုံးသွားပါတယ်မနေ့ကကျွန်တော်စိတ်မကောင်းလည်းဖြစ်ရပါတယ်เนาะဒါပေမဲ့တာဝန်ကြီးသွားလာလုပ်ပေးသွားပါတယ်ကိုဖြိုးကျွန်တော်တို့ကိုယ်ဒီအကြီးလေးလည်းဆိုပေးတယ်ပြန်လို့လည်းတီးပေးတယ်ဘေးတီးပေးတဲ့ကိုယ်ဒီเนาะဝေလင်းထွန်းကီးဘုတ်တီးပေးတဲ့ drum အားပြည့်ပြီးလာတီးပေးတဲ့ကိုဇော်ကြီးဒီလူပညာရှင်များလည်းကွာကျွန်တော်တို့ဒီပွဲလေးဖြစ်မြောက်အောင်လှုပ်ဆောင်မှုနေရာမှာအစအရာလှုပ်ဖို့အတွက်ခွင့်ရေးပေးတဲ့အုပ်ချုပ်ရေးပိုင်းမှာအကြီးကဲနဲ့အစအရာလိုက်ကူညီပေးတဲ့ကျွန်တော်တို့နေရာတွေပါထိုင်ခင်းတွေပါအစီအပြောင်းလုပ်ပေးတဲ့ကိုဝင်းလွင်ကိုဘိုက်ကြီးတို့အားလုံးကိုကျွန်တော်ထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ပြီးတော့ဆိုတော့ကျွန်တော်ကြံသွားတယ်မြောက်ဒီကနေရောက်ရှိလာတဲ့နော်မင်းသားလေးဒေါ်စနေမသားပေါ့နော်ညီလေးကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့မနေ့ကရရှိငွေကအတိအကျပြောရင်68သိန်း8100နဲ့100ဖြစ်ပါတယ်เนาะဒါကိုကျွန်တော်မနေ့က9ရက်နေ့ကမနေ့ကရရှိတဲ့ငွေပေါ့เนาะဒါလေးကိုလည်းကျွန်တော်သိမ်းထားပါတယ်ပြီးတော့ကျွန်တော်နောက်တစ်ချိန်ထပ်လုပ်ဖို့ရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဟာလုပ်ဖြစ်မြောက်ဖို့အတွက်လည်းပံ့ပိုးကူညီပေးတဲ့မတ်တင်ငွေစိုက်ထုတ်ပေးတာကျွန်တော်တို့စွမ်းရည် group entertainment နဲ့ကျွန်တော်တို့ The Exit Music Band တီထောင်ပေးတဲ့ကျွန်တော်တီးဆိုဆက်လွိုင်းခပေါ့เนาะဆက်လွိုင်းခကလည်းသူ့ရဲ့အနေနဲ့သူတက်ဟိုဘက်မှာဖျော်ဖြေရေးတွေလုပ်ပြီးတော့အလူခံနေတာရှိပါတယ်အဲ့ရလာတဲ့အလူခံလို့ရတဲ့ဟာတွေရတဲ့ငွေအလူခံပစ္စည်းတွေကိုလည်းပေါ့နော်ကျွန်တော်ဒီဘက်ကိုသူလွှဲပေးမယ်ပေါ့နော်အဲ့တော့အဲ့ရမယ်ငွေအမောက်ရဲ့ကျွန်တော်တစ်ချိန်ထပ်လုပ်မဲ့အမောက်ရဲ့ယခုရတဲ့အမောက်ရဲ့အားလုံးပေါင်းပြီးတဲ့အခါကျရင်လည်းကျွန်တော်ထပ်ပြီးတော့ဘယ်လောက်ရတယ်ဆိုတာကိုပြောမယ်ပြောပြီးရင်ကျွန်တော်သွားလူမဲ့ရက်ကိုလည်းကျွန်တော်သတ်မှတ်ပြီးတော့ကြော်ညာပါမယ်เนาะကျွန်တော်ဒီ2ရက်ကွက်ကျွန်တော်မရန်ကုန်ဥပဒေလမ်းထိပ်မှာကျွန်တော်တို့လူခံတဲ့အတွက်ရက်ကွက်တွေကအလူရှင်တွေလည်းစိတ်ချမ်းသာမှုရရှိအောင်เนาะကျွန်တော်ရက်ကွက်တွေကလိုက်ချင်တဲ့သူတချို့လည်းကားဆန်းသွေးတော့လိုက်လို့ရပါတယ်เนาะကျွန်တော်လာရောက်ပံ့ပိုးကူညီပေးကြတဲ့အမှုပညာရှင်တွေထဲမှာတချို့တစ်ဝက်လည်းပြပေါ်ပါနဲ့ကိုလာပြုတ်ပေးရတဲ့ကုသိုလ်လေးအတူလိုက်ပြုတ်ခြင်းလဲဆိုရင်လည်းကျွန်တော်လည်းအတူလိုက်ခဲ့ပေးလို့ရပါတယ်လို့ကျွန်တော်တရားလေးဖိတ်ပါတယ်เนาะကျွန်တော်အခုနောက်တစ်ချိန်ထပ်လုပ်ပါအောင်မယ်တစ်ချိန်ထပ်လုပ်တဲ့အခါရရင်လည်းယခုလိုပဲလာရောက်အားဖြည့်ပြီးတော့ဝေးရန်ပေးကြပါအောင်လို့ဒါကျွန်တော်အများအတွက်လုပ်တာဖြစ်ပါတယ်เนาะကျွန်တော်လည်းရက်ွက်တွေကတောင်းဆိုလို့လုပ်ပေးတာပါအခုလည်းတောင်းဆိုပါတယ်သူလှူကျင်ကြတယ်တရက်လောက်တော့ထပ်လုပ်ပါအောင်ပေါ့เนาะအဲ့တော့ကျွန်တော်တရက်ထပ်လုပ်ဖို့ပြင်ဆင်ပါမယ်ပေါ့เนาะမနေ့ကရရှိတဲ့အမောက်လည်းကြော်ညာပြီးပြီကျွန်တော်အခုတရက်ထက်လုပ်တဲ့အမောက်လည်းကြော်ညာမယ်ပြီးရင်ကျွန်တော်တို့ဒါ The Exit Music Band တီထောင်ပေးတဲ့ကျွန်တော်တီဆိုလွိုင်ခါပေါ့နော်ကျွန်တော်ဆရာလွိုင်ခါလို့ကျွန်တော် respect အနေနဲ့ခေါ်ပါတယ်ဆရာလွိုင်ခါဘက်ကရရှိလာတဲ့အမောက်လည်းဘလောက်လဲအားလုံးပေါင်းရတဲ့ဟာပေါင်းစည်းပြီးတဲ့အခါကျွန်တော်ကြော်ညာမယ်ကြော်ညာပြီးရင်ကျွန်တော်တို့သွားမဲ့ရက်ကိုတတ်မှတ်ပါမယ်လို့အဲ့တော့ကျွန်တော်တခုလေးကူညီတောင်းနေတာဒီ post လေးကိုမြင်တဲ့သူလည်း share ပေးပါကျွန်တော်တို့ဒီI love you လေးမျက်နှာပါပေါ့နော်တကယ်ရေဘေးဒုက္ခသင့်နေတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့သွားလူတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကိုကြတကယ်ဒုက္ခတွေကိုကျွန်တော်တို့ကိုယ်တိုင်ကိုကြလူနိုင်ရန်အတွက်ကျွန်တော်တို့ဘသူ့ကိုချိတ်ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီကနေဒါလိုက်သွားရင်အဆင်ပြေမလဲကျွန်တော်တို့လာတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့လှူဒန်းကျင်ပါတယ်ပေါ့နော်လှူဒန်းကျင်တဲ့အခါမှာအစအရာအဆင်ပြေဖို့လှူမှုတန်းမှုကျွန်တော်ခဏတစ်ပြုတ်နေလို့တဲလို့ခဏတစ်ပြုတ်လေးအဆင်ပြေမဲ့နေရာလေးတွေရှိရင်လည်းကျွန်တော်တို့ဒီကနေညွှန်ကြားပေးပါလို့ကျွန်တော်ဒီကနေအကူအညီတောင်းခံပါတယ်ဗျာလို့เนาะအားလုံးသောပြည်သူတွေခက်ခဲတွေအမြန်လွတ်ကင်းကြပါစေဗျာ